ကြီးရောက်တာ3 နှစ်3 နှစ်ကြာပြီမီးရဲ့ပညာမွေးမိကပေးတယ်တနေ့တစ်ချင်းမှသားပြောရတယ်ရွာနဲ့အနီးဝေးပေမဲ့ဘဝရှိတွေးလို့သာတကယ်အတ္တိပညာရှာရင်အပေါင်းအသင်းတငယ်ရင်းများနဲ့ကစားခွန်စားပြောပါကြတယ်သာသမုကအမှန်တကယ်အမေနဲ့ရွာဦးမတဏ္ဍာတာကျွန်တော်မှပြရတယ်ရွာချီပဲလို့ပြောင်းဒီအိုးဒီထိုင်ကောင်းပါစားကွယ်တွေ့တယ်ဆွေးတယ်မြို့မအနီးကျွမ်းပြီးမဲ့ကျွန်တော်စိတ်ကရေဝေးပန်းတယ်အမိနဲ့ရွာဦးလွမ်းတယ်ငယ်စဉ်ကဆရာတော်ကျောင်းမှာကာယိစာဆုံးစာလုံးသဘောနာလေမိဘဆရာသမားများကသာလာကိုပညာပေးတယ်ဘဝရှိပြပါတဲ့ကွယ်ကျွန်တော်အရွယ်ငယ်ငယ်လေးပြေးကလွားကရွာမှာပြောခဲ့တယ်အော်ခုဆိုမြို့ကိုရောက်လို့တက်ကလီလာအောင်မြင်နေတငယ်ချင်းများနဲ့အတိအကျခုံမြင်စရာတွေပေါ်ပြီးမဲ့ကျွန်တော်ရင်မနေထိပန်းနေအမေနဲ့ရွာဦးလွမ်းနေဆရာတော်ကျောင်းမှာကာယိစာဆုံးစာလုံးမောင်သဘောနာလေမိဘဆရာသမားများကသာအလားကိုပညာပေးတယ်ဘဝရှိတွေ့ပါရဲ့ကွယ်ကျွန်တော်အရွယ်ငယ်ငယ်လေးပြေးကလွားကရွာမှာပြောခဲ့တယ်အော်ခုဆိုမြို့ကိုရောက်လို့တက်ကတီလာအောင်မြင်နေတငယ်ချင်းများနဲ့အတိမြင်ကျဲခုံမင်းစရာတွေပေါ်ပြီးမဲ့ကျွန်တော်ရင်မနေထိပန်းနေအမိနဲ့ရွာကိုလွမ်းနေကြီးရဲ့မြမအမိသားကဘဝကြောင်းနာလေအတူရောင်လိုက်သားမိတ်မဟုတ်မရွယ်အချောလာမတိကညာတွေအစီပေါ်ပြီးမဲ့သာသဘောကကြောင်းသာကိုခင်တွယ်ကျေးဇူးရှင်အမိထံသို့ရဲ့ပညာဆုံးမှပြန်မယ်ယုံကြည်ရမြင်မှာအမိသားကဘဝကြောင်းလာလေအတူရောင်လိုက်စားမိတ်မဖို့မရွယ်အချောအလားမတိကညာတွေအစီပေါ်ပြီးမဲ့သာသဘောကကြောင်းစာကိုခင်တွယ်ကျေးဇူးရှင်အမိထံသို့ရဲ့ပညာဆုံးမှပြန်မယ်အမေကျွန်တော်ဘဝအရွယ်ငယ်ငယ်ပြေးကသွားတာရွာမတငယ်ချင်းများနဲ့ကစားရတဲ့အချိန်ကိုရောက်ရင်ငယ်မပြောက်လိပဲအမြဲလိုသာမှစာရွယ်အဖေရှိတဲ့အခါကတောင်းဝရှိပြရလို့ညီသူကတာလို့ခေါ်ခဲ့တယ်အဲ့ဒါတွေမိပြန်ရင်အော်မြို့မအနေကျွမ်းမိမဲ့ကျွန်တော်စိတ်ကရင်ဝေးပန်းတယ်အမိနဲ့ရွာဦးလွမ်းကျွန်တော်ဘဝ
ရွာမတငယ်ချင်းများနဲ့ကစားကြတဲ့အချိန်ကိုရောက်ရင်မပြောက်လိမ့်မယ်မြဲလူသားမစာရွယ်အမေရှိတဲ့အခါကတာဝရှိပြကြလို့မြည်စုကတာရုခေါ်ခဲ့တယ်အဲ့ဒါတွေမိပြန်ရင်အော်မြို့မအနေကျွမ်းပြီးမဲ့ကျွန်တော်စိတ်ကရင်ဝေးပန်းနေအမေနဲ့ရွာဦးလွမ်း